အားလုံးပဲမင်္ဂလာပါရှင်နေပြီးတော့ပုပ္ပတိလေးမြို့နယ်ရွာတော်မင်္ဂလာဈေးကမဟာဂုံသင်္ကန်းပေးခရိုင်ဖိုင်ကပါရှင်ဒီကနေ့မှာကျမတို့ကဖိုင်မှာရှိတဲ့ဖျားပုံလေးကိုမိတ်ဆက်ပေးချင်ပါတယ်ဒီဖျားပုံလေးတွေကကား dashboard ပေါ်မှာတင်လို့ရတဲ့ဖိုက်လေးတွေပါနော်သူကတပည့်တိတ်လေးနဲ့အလွယ်တကူကပ်ပြီးမှတင်လို့ရတယ်ပြီးတော့သူကဒီဖျားကိုတန်ရှင်းလေးလုပ်လို့ရတယ်ဒီအမိုးလေးပါလာဖြစ်တဲ့အတွက်ဒီအခွန်လေးကိုပေါ့နော်ချုပ်ပြီးမှပန်းချောက်လေးတွေပန်းလေးတွေလည်းပူဇော်လို့ရတယ်အလှဆင်လို့ရတယ်အခုလိုမျိုးလေးဝိတ်လည်းမများဘူးပေါ့နော်တအားလည်းတက်ပယ်တယ်ဒါမွေရောင်လေးပါရှင်အခုလိုမျိုးရွှေရောင်လေးလည်းရှိတယ်နော်ရွှေရောင်လေးလည်းရမယ်မွေရောင်လေးလည်းရပါမယ်ရှင်ဒါလေးတွေကကား dashboard ပေါ်မှာတင်တဲ့ဖျားရုပ်ပွားတော်ပုံလေးတွေပါရှင်ပြီးတော့အခုခေတ်စားနေတဲ့ဖုံးကြီး3ခေါက်ပေါ့နော်ဖုံးကြီး3ခေါက်ဒီလိုမျိုးအရုပ်လေးလေးရပါမယ်ရှင်သူကတက်ခဲမလို့ပေါ့နော်ဆိုလာနဲ့သွားတာဖြစ်တဲ့အတွက်အလင်းရောင်ရတာနဲ့သူ့မှာသူဒီမောင်းလေးကခောက်ပါမယ်နော်ဒီဖုံးကြီး3ခေါက်လေးကလည်းအနီရောင်လေးရပါမယ်ရှင်ဒီမှာနော်တခုမှဖောက်ပြတာဖြစ်တဲ့အတွက်မီးလေးအောင်ရရင်သူ့ဘာသူလှုပ်လာပါရဲ့နော်အလင်းရောင်ရရင်တော့မှတူဒီလိုမျိုးလောက်လာတာเนาะအလင်းရောင်ရလာရင်မီးရတွင်းစရာမလိုဘူးဓာတ်ခဲမလိုဘူးဒီလိုမျိုးလေးလည်းရပါတယ်ရှင်ဒီလိုမျိုးဖျားရုပ်ပွားတော့ပုံသေးလေးလည်းရပါမယ်လိုချင်တယ်ဆိုရင်ကျမတို့ TikTok ကတင်ထားတဲ့ဖုန်းတွေကိုလည်းဆက်ပြီးမှမှာယူလို့ရတယ် Viber ကလည်းမှာလို့ရပါတယ်ရှင်ကျမတို့မဟာကုံကလေ TikTok အကောင့်ရယ် Facebook အကောင့်ရယ်ကျမတို့ YouTube တွေ Telegram တွေရောရှိတာမလို့နှစ်တက်တဲ့နေရာရင်ကျမတို့မဟာကုံဆိုင်ကနေအားပေးလို့ရပါတယ်ရှင်နေပြီးတော့မြို့တွင်းဆိုရင်ကျမတို့အိမ်ရောက်ငွေချိန်နဲ့ပို့ပါတယ်နော်တခြားဒီနယ်မြို့တွေကိုလည်းကျမတို့ delivery နဲ့ချိန်ထားတဲ့နေရာတွေဆိုရင်ကျမတို့ပို့ဆောင်ပေးပါတယ်ရှင်ဝယ်ယူအားပေးကြပါအောင်ရှင်ဒါအနီးကလေးပြလိုက်မယ်နော်အနီးကလေးပြပါမယ်ဒါရွှေရောင်လေးပါဒီမှာမွေရောင်လေးရပါမယ်မွေရောင်လေးရပါမယ်ရွှေလေးရယ်မွေလေးရယ်ဒီလိုမျိုးလေးပါနော်ဒီလိုမျိုးလေးရပါမယ်